ဘာမှမဖြစ်ပါဘူးခြေကောက်သွားတာပါမစိုးရင်ရပါဘူး 所以要你们嘞，你先好你耶。 ဟမ်ခွက်စိတ်မလား 啊，好，可是我们老嘞，弟弟伢让你来没？ ရပါတယ်ဒါဆိုဦးနာကျွန်တော်ခွင့်ပြုပါဦး ဟုတ်ကဲ့ပါပန်ရန်နာနေလား 好， ဟာဆိုခဏနားနေလိုက်အောင်နော်ကိုအိမ်ခဏပြန်လိုက်အောင်မယ်ဘာစားမလဲ 爸妈没啥了吧？哦，你别给喏，哥哥。 ဟုတ်ပါပြီအဲ့ဆိုကိုသွားရင်နော် 好，哥哥。 ဆိုတော့ပြောကအိမ်တို့ပြန်လာခဲ့တယ်အိမ်တို့ရောက်တော့ အန်နီလေးပိုင်နုကသူ့အခန်းထဲမှာရှိလား ရှိရဲ့ ဟုတ်ကဲ့ ထို့နောက်အိမ်ဘော်ကပိုက်တူအိတ်ခန်းစီတို့တက်သွားသည်အခန်းထဲတွင်အိမ်နေကြီးပိုက်တူပိန်နာအားဦးဝနာထိုင်လိုက်သည် ဘာလို့ဒီခန်းထဲလာမိတာလဲ မိနစ်နဲ့ငယ်ကြာတွင်ထထသွားဖို့ပြင်စီ ခွာချင်းပေးပါဦးဝနာကျွန်တော်လက်လွတ်ရှင်ပြီဝမ်းချနေပြီမလို့ပါ sorry ပဲပိုင်နုက ဆိုကထွက်သွားသည်